ဒီမှာဘောကောင်တင်မတင်တော့မသိဘူးကိုရီးယားတော့ကိုင်မန်ဟီးရိုးပေါ်တင်ကိုပြထားတာပဲဟွန်းပြောဆိုရင်တင်သွားပြီဒါဆိုတော့ပြီးပြီဒီပွဲကိုရီးယားပွဲမစခင်တော့ယုံကြည်မှုတွေမိုးထိုးနေတာပဲပွဲတွေလည်းရောက်သွားမပြောတော့ပါဘူးတော်ကြပါဇက်စီးပြီးအတီးခံနေအောင်မယ်ကိုရီးယားတီးကျင်တာသူညာကိုရီးပြန်တီးသွားရင်ထဲမှာတမျိုးပဲရုပ်ထုလည်းဒီမှာကိုရီးတေချာကြည့်နေတာကိုရီးနဲ့လည်းမတူဘယ်တူလိုက်မတော့ခုမှတေချာကြည့်မိတဲ့ရုပ်ထုကဝါကားချောင်ကိုရီးယားဝါတာချောင်အတော်သွားတော့မယ်ဝါတာချောင်တို့လည်းလမ်းလျှောက်တာခေါင်းဝင်လေးကိုဝဲလို့သူ့ကြည့်ပြီးကိုရီးတောင်တတိယသွားပြီတတိယတဲ့ဆိုတာတခြားမဟုတ်ပါဘူးဟိုတနေ့ကအင်းဆိုင်မှာအဒီဇိုင်းလေးတွေ့ခဲ့တာအဲ့ဒါသူ့တွေ့မှာပြန်တတိယသွားတာအဲ့ဒါပြောတာကဲတတိယတွေမရတဲ့အသာထားပါကိုရီးလည်းဒီစီပိုင်းကိုတွေ့တုံးလေးပေါ်တင်ကိုတီးပေးလောက်မယ်ဒီမှာတခါတည်းကြိုပြောထားပါမယ်ကိုရီးယားဘယ်ဖိုက်တာကိုင်ကိုင် enemy ကို9မိနစ်အကျော်ပေးတယ်9မိနစ်ကျော်ပေးတယ်ဆိုတာ enemy စီတော့အသေးခံတာကိုပြောတာမဟုတ်ပါဘူးဒီလိုရိုးသားသူချကိုချပေါ်တင်ချတာကိုပြောတာ9မိနစ်ကျော်သွားလို့ကတော့ကိုရီးယားမယုံမသားကွက်တွေလာမယ်အခုတော့ပြေးလိုက်အောင်မပြေးလည်းမသားပေါ်တော့မှာကိုရီးတော်သေးတယ်စီပိုင်းတို့တူးသုံးတာနည်းနည်းနောက်ကျသွားလို့မပြေးနဲ့ခုတော့ကိုရီးလည်းပဲဘယ်ချုံတဲ့ဇိုးဝင်ပြေးတာတော့မပူနဲ့ဘယ်ချုံမဆိုလိုက်မှာကိုရီးယားဆိုလိုက်ချင်တာမသားပေါ်တော့မလားမသိပါဘူးပေါ်မထူးတော့တီးပြီငါဘလို့သေးသွားတာတော့တေးရမှာစီပိုင်းမဟုတ်လားတေးလိုက်တော့မသေးဘူးချီမတန်လိုက်တာသူတေးရမဟုတ်ကိုရီးယားမသားပေါ်သွားတယ်လို့နောက်ကသူဝင်တိုင်းဘယ်ချုံမကိုရီးလည်းလိုက်ဝင်တော့ကိုရီးရင်ဥအောင်ချုံအောင်တော့မယ်ဒါနဲ့မသားပေါ်သွားတဲ့ကိုရီးတောင်ပြန်ထလာလို့ဒီမှာခီးတုတ်စားနေပြီအိမ်ပြန်ပြီးတိုးရသွားကြည့်တဲ့စီပိုင်းတို့ပေါ်မလာသေးပါလားသူပေါ်မလာမှတော့ကိုရီးလည်းထုံးတဲ့တိုင်းပဲလူမရှိရင်တော့ခိုးပြီးမှားလို့ချိုးပြီးအသက်တူမဲ့ပြောဆိုရင်ယောက်ျားလာပြီးတစ်ချက်ထိုးသွားလောက်မှရော့မှလူမရှိလို့စောင့်ရှောက်ပေးတာဘာမှမဟုတ်သွားပြီကိုရီးယားတကယ်ပါလူမရှိလို့ဒါအဲ့လိုသူညာတာဝါတဲ့သွားနေတာလူရှိလို့တော့ဘတော့မှမနေဘူးစီပိုင်းတို့ကခြုံတဲ့ထွက်တီးတာကို तू ကဝါသနာကိုပါနေလားမသိဘူးနေအောင်တလောက်တောင်ပြစ်တာနေကိုလည်းအကွက်နဲ့ပဲပြန်တီးတယ်မှာခဏပဲစောင့်တာပြောတာခုလောတဲ့ तू ကကြီးခြုံနေဥထားတော့ကိုရီးယားဘလို့တီးရမှာတော့သူ့ကိုလန်ကီရောက်သွားတော့မစင်မကျင်ခြုံနဲ့ဝင်တာသွားပြန်ပြီလန်ကီဆိုလို့တမျိုးတင်နေမှာကိုရီးယားလန်စီလို့ပြောတာနော်ခြုံသိပ်ကြိုက်တဲ့စီပိုင်းတို့ဒီတစ်ခေါက်တော့နဲ့လည်းပဲရေးထဲမှာဝမ်းလည်းတစ်စက္ကန့်လိုနေတာရိုက်တီးပြီနေရော့မှာကစုံပေါက်ရော့မှာညက်ခွက်တက်ခဲ့ပြီလာပြီရော့မှာမသေးတာတော့သူ့တိုင်းနဲ့သူ့ကံပဲကိုရီလည်း9မိနစ်မတည်သေးတော့ရိုးလေးပဲတီးလို့ရမယ်အမေစီပိုင်းတို့ကတက်တီတွေကိုတိတ်ရှိနေတာလိုက်မတီးတာကိုခွင်ကောင်းပြီးဒီနားဒီပါလာခဲ့နေတယ်မလောက်သားလောက်ရှိသွားအောင်6တောင်းနဲ့ကြီးပိတ်ကန်ကြအောင်မယ်လာခဲ့6တောင်းနဲ့ကြီးပိတ်ကန်လို့မရသေးဘူးငါပါပြန်တီးတယ်လက်သီးနဲ့ပါထိုးပြီးရော့မှာဒါပဲလာတော့မကဲနဲ့ကိုရီးယားရိုးလေးလက်သီးနဲ့ထိုးလဲစီပိုင်းတို့ကသေးတယ်ဒီမှာကိုရီးယားမွေးရင်ဘက်ကမိုးလေးတစ်ဖွဲရွာတော့ဆိုတော့ဟီမာနေဝင်းတချင်းthiếtနေတော့လိုင်းဟာပတို့ညင်တဲ့တိုက်မဲ့ပင်ရ80ကျော်အတော့ချိန်နေသိပ်မကောင်းဘတ်တာပဲကောင်းတယ်ဒါတော့မိုးလေးကတစ်ဖွဲမလို့အရန်နာချလိုက်လို့တော့ပင်ရ180ပဲအတော့ကိုရီးလည်းမေးဆွေးတချင်းနေရလို့ပဲမိုးမဲညတာပေးပါဆိုပြီးစိတ်ထဲကနေပဲထိုင်လုံနေရတယ်မလုံးလို့လည်းမရဘူးလေတိတက်ပင်냐တော်လို့တော့အဲ့ဒါကိုရီးယားနေတိနေတော့တစ်တော့မှသိကြတယ်ပြောဆိုရင်လန်ကီရောက်ဖက်နဲ့စီပိုင်းတို့တော့ချကုန်ပြီဟေးကိုရီးလည်းမကောင်းတက်လို့တွားကူပေးလိုက်ပါဦးမယ်ကိုရီးကူမကူလန်ကီရောက်ဖက်တော့သိတာပဲဒါတော့ကိုရီးလည်းမတက်နိုင်ဘူးကိုရီးတက်နိုင်တာတော့ဒီလိုရိုးသားဖလက်ကခုံပြီးဒီလိုရိုးသားညက်ခွက်ကန်တာအဓိကအသေးဖို့ပဲလေဒီမှာဆိုဟိုဘသိန်းကစီပိုင်းတို့လည်းခုမှအင်အားနေလမ်းလျှောက်လာတော့ဆိုတော့ကိုရီးလည်းရိုးသားခိုးလာအောင်မယ်ကိုရီးယားခိုးတဲ့ဆိုမှလည်းရိုးသားဖြစ်တဲ့ကြောင်သူများစိတ်ဆင်းရဲအောင်ရိုင်းတွေမခိုးပါဘူးဒီလိုကိုရှိပဲခိုးတာတာဝါတိုင်းကြီးကတော့ခြံခဲ့တယ်စီပိုင်းတို့လည်းဟိုမှလာနေပြီးကိုရီးကိုခိုးပြီးတီးသွားအောင်မယ်ဒီနားနေပဲအိန္ဒိယနာကောင်းတယ်ကိုရီးလည်းခုမှတေချာကြည့်မိတော့တယ်ဒီမှာပွဲရလဲ9မိနစ်ကျော်နေပြီဆိုတော့ကိုရီး limit ချတဲ့အချိန်ပြည့်ပြီအတော့ဘဲကောင်းမစိုးညလုံးချေလိုက်ရုပ်လုံးလို့ကတော့အတကုံလိုက်တီးလို့ရပြီစီပိုင်းတို့လည်းကိုရီးညာတာတော့ကိုရီးတာဝါကျတော့အတင်းကိုခွဲနေတာတွေ့မယ်တင်တွေ့ပြီစီပိုင်းတို့နဲ့တော့ထိတ်တိုက်1 ပြီးရင်2-3ဝီကောထောက်ရှလွမ်းရပြီတိုင်းရမှာဒါပဲကိုရီးလိုတစင်ချင်းသွားရင်တော့တမျိုးပေါ်ခုဟာကြီးကသူညာတာဝါကိုတစ်ခေါက်တည်းနဲ့အပီကျန်တာလောက်တော့လောဘကြီးတဲ့စီပိုင်းတို့သေးတာတော့နဲသေးတယ်ကိုရီးကိုခုလိုတစ်ခေါက်တည်းနဲ့အပီကျန်မှတော့ကိုရီးလည်းသူ့တာဝါကိုတစ်ခေါက်တည်းနဲ့အပီကျန်ရမယ်လာခဲ့ဒါကိုရီးကအရင်လိုလက်လွတ်တပဲခိုးရမုံတော့သူခိုးလို့ကိုချိုးတာဒါပဲကဲဒီမှာကိုခိုးနေကြတာဝါလဲကျိုးသွားပြီဆိုတော့ကိုရီးလည်းနောက်တိုင်းနောက်မှာပဲခိုးတော့မယ်ခုတော့ပွဲဖြစ်နေတဲ့လေလန်းဝါသနာရပွဲသွားကြည့်လိုက်မယ်ဒီမှာကိုလည်းရောက်ပွဲတွေကပြီးနေပါပြီအတော့ကိုရီးလည်းရှိတဲ့ခီးပဲစားတာကောင်းတယ်ဒီမှာပြောဆိုရင်ရင်လေးတို့ကပြေးချလာပြီပြေးချလာလို့ဘာမှလောက်တာတော့လို့ဒီကောင်ကြီးဘိုင်ဝမ်ခေါ်ထိုးတာဟုတ်ကဲသူတို့လည်းဘိုင်ဝမ်ထိုးကိုရီးလည်းရှိတဲ့တိုင်းနောက်စီတက်ကြလောက်မှရော့မှခဏနေဝီကောထောက်လောက်မှအန်ရပြီတိုင်းရမှာဒါအာညောင်းသွားတယ်တကောမသေးဘူးအတော့လက်သီးနဲ့ပဲလိုက်ထိုးတာကောင်းတယ်လာခဲ့ညက်ခွက်ကိုတဲထိုးလိုက်မှရော့မှဝိုက်လက်သီးဒါပဲနောက်လည်းခြေထောက်တစုံနဲ့တိုင်းလှုပ်လို့မသေးတဲ့ကောင်တွေကတော့ကိုရီးလည်းအခုလိုညက်ခွက်ပဲလိုက်ထိုးတော့မယ်ရင်လေးတို့လည်းဟိုငနဲလိုပဲအားနွဲ့သူတွေမှနိုင်ကျင်တာကိုရီးနဲ့တွေ့မယ်
မယ်တကောင်ခုမှမလေးနဲ့မင်းပဲတော့ကိုရီးယားလိုက်ကိုတီးမှာဘာတွေလုပ်နေရတော့တွေးရတာဝမ်းမသားအောင်ကြီးလေးဘာလို့ဆိုကိုရီးယားမင်းကိုတီးတော့မှလာခဲ့မခန့်နာတော့ကိုရီတီးမယ်လို့မကြံသေးဘူး तू အမရင်တီးရတယ်ရှိသေးတယ်သေပြီတော့မင်းဘာတိတာတော့တီးမလို့ဘာမှနှိမ့်လို့မရတော့ဘာမှမနှိမ့်မရတော့သေပြီကိုရီးယားနာနာမတို့ကခုနလဲလမ်းမှာမဟုတ်ဘူးလားချစ်ချင်း तू ကဘလို့လို့အပေါ်လဲရောက်ကြလာတော့ငါတရောင်ညံနေသေးတယ်တွေ့မဲနိုင်တို့နင်းကိုနာကြီးသွားပြီကိုရီးယားခုလောလောဆယ်တော့ရှေ့လမ်းလာပိတ်နေတဲ့ကောင်ရင်တီးလောက်မှရော့မှတခါတည်းသေဒါပဲကိုရီးတောင်ဒီမှာလဲတွေရောအောက်တွေရောအပေါ်တွေရောအကုန်ဆုံးနေပြီစီပိုင်းတို့ကခုချိန်ဒီအောက်မှာနေလို့ကောင်းတော့တွားလိုက်အောင်မသူစီဆိုလို့သူတော့ရင်မတီးပါဘူးကိုရီးယားရန်ကိုဖွေးတဲ့ကိုတရုတ်ကြီးပဲညက်ခွက်တဲကန်ထလိုက်ပြီးရော့မှတခါတည်းသေဒါပဲအခုမှသူ့လဲလာခဲ့စပွဲမရှိလဲလက်သီးနဲ့ထိုးမယ်မဟုတ်လဲသေမှာပဲဟိုပြန်မချဘူးရော့မှစောစောကလေးကပြောပါတယ်စီပိုင်းတို့လောက်ကတော့ကိုရီးယားလက်သီးနဲ့ထိုးလဲပြီးတယ်လို့ကိုရီးလဲဘယ်နေရာရဲကိုခြုံနေပဲရင်ဝင်နေပြီးမှချိန်နေကောင်းမှညက်ခွက်ထွက်ကန်မယ်ကဲကြုံသလိုတီးနေကြဟူမန်တပ်ပင်တို့ကတော့ကိုတိုင်းနဲ့ကိုကန်ပဲဒီတစ်ခေါက်လဲလာပြီခုမှကြည့်မိတယ်ကိုရီးအာတီမိတ်ကဝိုင်းလင်တာမပြေဘူးခဏတော့တိန်းချောက်မှလိုက်မလာနဲ့လေပြီးမှပြန်တို့လို့ရတာပဲဟာဘာတော့ကိုရီကောင်ကိုရီလဲမချဘဲနဲ့စိတ်မရှိလို့တင်နေသူပါသူတွေချကုန်ပြီအေးတော်သေးတာပေါ့လှုပ်လို့ရသေးလို့ကိုရီကတော့ပြေးပြီးချကျင်တဲ့ကောင်တွေကတော့ဆက်တာချသေးလဲကိုတိုင်းနဲ့ကိုကန်မယ်ကဲကိုရီလဲပြေးရလို့ရတာလဲညောင်းသွားပြီဆိုတော့ဒီနားနေပဲ record ထောက်ပြီးအိမ်ပြန်တော့မယ်ကိုရီလဲဒီမှာတာဝါတဲ့ကို၃កောက်လဲထလိုက်တာတိုးရလဲပြေးသွားပြီဆိုတော့ပွဲစားနေခုချိန်ဒီအောက်လန်းတလန့်ပဲနေတဲ့စီပိုင်းတို့စီတွားလိုက်အောင်မယ်တကယ်ပါစီပိုင်းတို့ကကိုရီတွေ့တာတော့ခုချိန်ဒီသူအောက်လန်းတလန့်ပဲအလဲလန်းကိုအလဲတစ်ခေါက်တော့မလာဘူးအတော့သူရှိတဲ့လမ်းမဲ့ကိုရီးယားခုလို့လာတီးပေးရတာပေါ့မပြေးနိုင်ရော့မှာနေဝီကောလေးရပြီရော့မှာဒီတစ်ခေါက်လဲအာတာညောင်းသွားတယ်မသေးလျံလန်ကီရောက်ပါဟိုက်ပါဆိုတာလဲငါနီးပဲကွာ၃ချက်ထူတာ၂ချက်ကလောတယ်လိုက်ကိုရီတာဝါတဲ့ထိဝင်ပေးမယ်မင်းအပိတာတီးတော်ပါပြီတာဝါတဲ့ဝင်ပေးလဲသေုံပဲရှိမှာဟိုကောင်လန်ကီရောက်ပါတို့ကသူတော်ကောင်းလူကိုမထူအတော့ကိုပါသူခြုံအောင်တာပဲအေးတယ်ကိုရီလဲဒီမှာခြုံအောင်ကောင်းနဲ့အောင်လိုက်တာဟိုပါတင်းလောရသွားတဲ့အထိပဲဒါလဲမထွက်သေးပါဘူးကိုရီးယားဆက်အောင်မှာဆက်အောင်ရတဲ့အကြောင်းရတော့ဒီရန်ကိုဖွေးတဲ့ကိုတရုတ်ကြီးကိုခြုံသားလေးလာလို့လာညာလို့ပါကိုတရုတ်ကြီးတို့ကြည့်ရတာလဲလာမရဲအောင်တော့မရှိပါဘူးအတော့ကိုရီးလဲခြုံပြောင်းအောင်လိုက်အောင်မယ်ကဲမထူတော့ပါဘူးကိုကောင်နေလဲအတကုံတီးနေပြီဆိုတော့ကိုရီးလဲစိတ်တွေထိတ်မရတော့ထွက်ချပြီစီပိုင်းတို့နဲ့ကိုလဲရေစက်ကခုချိန်ဒီကိုမကုံနိုင်ဘူးတီးပြီနေကိုဒီတစ်ခေါက်တော့အပီဝီကောထောက်တာကိုလက်ကတိုးရသေးတာတော့နေနေတယ်မထူတော့ပါဘူးရော့မှာဒါပဲကဲနောက်ထပ်ဘဲကောင်တွေကြံသေးတော့တီးမယ်ကုန်ထွက်ခဲ့တသက်မဲ့ကိုရီးယားစိန်ခေါ်တာပါနိုင်တကောင်နဲ့ကြံတော်မှန်းတီးလို့နိုင်တို့လဲဒီနားမရှိဘူးဆိုတော့ကိုရီးလဲရှိတဲ့လော့ပဲအာပါတီးထလိုက်တော့မယ်ဘာတော့ကပန်းအောင်ချဲတို့ကလက်မတွေလားထောင်နေတာကိုရီး record နဲ့တူရမနေလိုက်တာညင်သွားလို့လားမသိဘူးညင်လဲမတက်နိုင်ဘူးကိုရီးယားတော့ရှက်နဲ့ဆက်လက်တီးရမှာပဲဟာနိုင်တို့ကဘာတော့က2ယောက်တယောက်ကိုတဲတို့ကိုတီးထလိုက်တော့မယ်ရော့မှာခုမှမတီးနေတော့တခါလဲရှော့တာပဲနေပါဦးကိုရီးလဲတီးမှာစိတ်မကောင်းဖြစ်နေတာတဲတို့တို့ရီးပြလိုက်ပါဦးမယ်နောင်လဲခုလို့တဲတို့လာလို့ကတော့လမ်းကြုံရင်တီးအောင်မယ်နော်နိုင်တို့လာလန်ကီရောက်ပါတော့ကလူလဲတက်တာမဟုတ်တာဝါခွက်တာပဲအေးခုမှတပ်ပင်တို့ကဆေးဘက်မဝင်တဲ့ပြင်တီးတဲ့နေရာမှာ9000ကျန်းနေနည်းနည်းပဲကြရပြီအာတီမိတ်ကုံသွားလို့ကတော့တီးပြီကိုရီကိုတာရော့မှာနောက်စီတော့ပါကြီးဝီကောထောက်မနေတော့ပါဘူးရော့မှာအာပါတာရော့တလိုက်ရတဲ့ခုမှတပ်ပင်တို့က importer ကြီးနဲ့ဆိုတော့ကိုရီလဲခဏလောက်တော့စုပ်မှာမဆုံးရင်လဲရန်ကိုဖွေးတဲ့ကိုတရုတ်ကြီးတို့တီးချက်နဲ့ကိုရီးယားမသားပေါ်မှာကျင်းသေးတယ်ဟာအခုမှတပ်ပင်တို့ကသွေးရဟိုကတ်နဲ့ကိုမသေးသွားဘူးလားငါကိုယ်တိုင်ထွက်တီးပြီလာခဲ့ရော့မှာတခါတည်းရော့တာပဲကိုရီးယားအမှန်တကယ်တော့စေတနာနဲ့ပါအခုမှတပ်ပင်တို့အိမ်ကိုလမ်းလျှောက်ပြန်နေချင်းချောင်းမှာဆိုလို့ခုလိုကြတော့သူလဲစင်လေးကိုရီလဲโอเคကိုရီလဲပြန်လာအောင်မဲ့သူ့လိုတော့လမ်းလျှောက်ပြီးမဟုတ်ပါဘူးညနေတိုင်းဝီကောနဲ့ကဲကိုရီလဲဒီမှာသွေးရလဲပြည့်ပြန်ဖြစ်သွားပြီဆိုတော့တွားလိုက်အောင်မဲ့အောက်လန်းပေးနိုင်စံနေတဲ့ခုပသိန်းကစီပိုင်းတို့လဲဒီမှာမသားပေါ်နေတာဆိုတော့ကိုရီလဲပျော်ကြီးခယူရှင်းပြီလေကိုရီကအခုလိုခယူတွေကိုတင်းကြုံစားနေတာအကြောင်းရှိပါတယ်နောက်ထပ်9ထောင်လောက်တာထက်ရလို့တော့ရန်ကိုဖွေးတဲ့ကိုတရုတ်ကြီးတို့ပျော်ကြီးတီးလို့ရပြီလေဒါကြောင့်ကိုရီလဲခြုံတဲ့နေမှာစဉ်းစားပြီးတော့ရန်ကိုဖွေးတဲ့ကိုတရုတ်ကြီးတို့တီးနေချိန်ကြတဲ့တာဝါတိုင်းတခါတည်းတီးလိုက်လို့တော့နားကိုအေးရောနာကြီးလို့ဒဲတို့ချတဲ့နာကြီးတို့လဲလဲလမ်းမှာဆိုတော့ကွက်တီပဲအချိန်တွေကလည်းကောင်းနေတာဆိုတော့ကိုရီလဲဒီတစ်ခေါက်တော့တခါတည်းငတအူးလုံးတက်လိုက်တော့မယ်ရန်ကိုဖွေးတဲ့ကိုတရုတ်ကြီးလဲမသိဘူးနာကြီးနေတဲ့နာကြီးတို့ကလည်းဗတယ်လွတ်ဆိုင်နေတာဆိုတော့ကိုရီလဲချိုးပြီးခိုးပြီးတာဝါတိုင်းကျိုးတော့မယ်ကိုရီကိုခုချိန်ဒီတယောက်မှမငင်းကြဘူးလားမသိဘူးတယောက်မှပဲနိုင်ချုံနဲ့ဝင်သွားဝီကောထောက်တယ်လားမသိဘူးသူပြန်ထွက်လဲမလာတော့ဆိုတော့ဟုတ်လောက်တယ်ကိုရီလဲညံရှင်းမှာငတအူးဆိုတာအမခန်းဆိုတာအားလုံးသိသွားသေးရမှာခွဲပြီးကိုရီတယောက်မှမလာဘူးဒါပဲကိုရီတော်သေးတာပေါ့ပွဲလေးပြီးတော့မှမိုးကတစ်ဖွဲနဲ့ဝုံနိုင်ချလို့ပွဲထဲမှာတော့ဝုံနိုင်ချလို့တော့ကိုရီလဲအလကားနဲ့တဖီးအောင်မယ်အခုတော့အတန်ချဲလိုက်အောင်မနော်ဘတို့ Victoryကိုရီးယားတော့ဆိုလိုဆိုတာညားတဲ့လူဆိုတော့တွေးတဲ့လူနဲ့လဲတဲအောင်ပေါင်းရတဲ့ပြန်ခုလိုမျိုးကြုံတယ်လို့လဲငတအူးလုံနိုင်မှာကိုအစင်ပြေတာမဟုတ်လို့တော့ရောင်လဲနဲ့ဗတဲ့ဆိုင်လဲတေးလိုက်နဲ့တပွဲရှုံသွားတာရှုံတယ်ဆိုတာလဲသူတို့ကြောင်ကြီးပဲတော့မဟုတ်ပါဘူးကိုရီးယားလဲတခါတလေရောညံနေတာဒါကြောင့်မှာကဲဘရိုဒါကတော့ချောင်းခေါ်ချူရဲ့ item နဲ့ implant လေးတွေပဲဖြစ်ပါတယ်နော်အပေါ်ဆုံးမှာတရားထားတဲ့ item နဲ့ implant တွေကတော့ရှေ့ကပွဲမှာစော်ကစားသွားတဲ့ item နဲ့ implant ပဲဖြစ်ပါတယ်ဘရိုဒါကတော့ skin သစ်ထွက်လာတဲ့ချူရဲ့ gameplay လေးပဲဖြစ်ပါတယ်ပကွေရဲ့ gameplay ကိုတောင်းထားတဲ့ဘရိုတွေကခဏလောက်တော့တီးခံပေးပါနော်
နော်ပကွေယိုကကို့မှာကကောင်းတဲ့စကင်တွေလည်းမရှိဘူးဆိုတော့ဘယ်လို game play လုပ်ပေးရင်ကြည့်ရတာမတက်မှာဆိုလို့ပါစကင်အသက်တစ်ခုလောက်ဝယ်လိုက်ပါဦးမယ်ဘယ်လိုဟုတ်ကဲ့ဆုံးထိလိုက်ပါကြည့်ရှုပေးကြညီကိုမနမတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ဒီမှာရောဘယ်ဟီရိုရဲ့ game play ကိုကြည့်ချင်ကြသေးလဲ comment မှာရေးခဲ့လို့ရပါတယ်ပြီးတော့ခုလုပ်နေတဲ့ဗီဒီယိုတွေကိုလည်းဘယ်လိုမကြိုက်တဲ့ချက်တွေရှိခဲ့ရင် comment မှာပြောခဲ့ရေးခဲ့လို့ရပါတယ်ဘယ်လိုဟုတ်ကဲ့ကျွန်တော်ကတော့အကီကိုပါအားလုံးပဲကိုစိတ်ကြမ်းမှာလို့ပေးရန်ကင်းကွာကြပါစေနော်